မင်္ဂလာပါ Butterfly on the Book Channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီ channel လေးမှာပြောပြပေးမယ့်အကြောင်းအရာလေးကတော့လူတယောက်အတွက်ဘဝကိုရင်ဆိုင်ဖြတ်တန်းနေရတဲ့အချိန်အခါမှာလိုအပ်နေတဲ့စိတ်ခွန်အားတွေပဲဖြစ်ပါတယ်အဲ့ဒီလိုအပ်နေတဲ့စိတ်ခွန်အားတွေကိုဒီဗီဒီယိုလေးကနေပြောပြပေးသွားမှာဖြစ်ပါတယ်အခုဖတ်ပြပေးမယ့်သူကတော့ကျွန်မချုံငယ်ဖြစ်ပါတယ်အခုပြောပြပေးမယ့်အကြောင်းအရာလေးရဲ့ခေါင်းစဉ်တွေကတော့အောင်မြင်မှုကိုမြောက်တင်ပေးမယ်မင်းရဲ့စိတ်ထဲကစွမ်းအားဖြစ်ပါတယ်တော်တော်များများစူးစမ်းနေကြတဲ့အခါမှာခွန်အားဖြစ်စေမယ့်အချက်၅ချက်ကိုပြောပြသွားပါမယ်လူတယောက်အတွက်စူးစမ်းနေတဲ့လူတယောက်အတွက်ခွန်အားဖြစ်စေမယ့်အချက်၅ချက်ကရည်ရည်ချက်စီခြင်းတစုံတရာကိုရလိုချင်တဲ့ရည်ရွယ်ချက်စီရင်အဲ့ဒီအရာကိုပြီးပြည့်မီအောင်စူးစမ်းဖို့ခွန်အားကထက်သန်လာပါတယ်နံပါတ်2ကအောင်မြင်မှုနဲ့တွေ့ကြုံမှုမိမိအောင်မြင်မှုတွေအတွေ့အကြုံတွေအတွက်ဆက်လက်ကြိုးစားဖို့ခွန်အားဖြစ်လာစေနိုင်တယ်အပြုသဘောဆောင်တဲ့ပတ်ဝန်းကျင်မိမိကိုအားပေးတဲ့မိသားစုတငယ်ချင်းဆရာသမားများနဲ့အားဖြည့်စကားတွေဟာလည်းလူတစ်ယောက်အတွက်ခွန်အားပြည့်စေတတ်ပါတယ်ကိုယ်ပိုင်ယုံကြည်မှုကိုယုံကြည်နိုင်တဲ့သူဟာမတော်တဆဖြစ်မှုတစ်ခုတည်းနဲ့တာဆီမှုတွေကိုချိုးဖျက်ပြီးဆက်လက်လှုပ်ဆောင်နိုင်တယ်နံပါတ်5အကြောင်းပြချက်အတွင်းထဲကအင်အားပါကိုယ့်ရဲ့အိမ်မှာတန်ဖိုးထားတဲ့အရာတွေအရေးကြီးတဲ့လူတွေအတွက်အကောင်းဆုံးဖြစ်ခြင်းနဲ့စိတ်ဓာတ်ကခွန်အားအဖြစ်အရေးကြီးပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့လူတယောက်အတွက်ခွန်အားဖြစ်စေသောအချက်၅ချက်ဆိုတဲ့အကြောင်းအရာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရည်မှန်းချက်စီခြင်းဆိုတာဟာခွန်အားအတွက်အခြေခံအကြောင်းအရာတစ်ခုလူတယောက်ကကိုယ့်ရည်ချက်တစ်ခုတည်းစိနေရတဲ့တောင်အဲ့ဒီလူတယောက်အတွက်မပြတ်မစော့ပဲစူးစမ်းနိုင်ပါတယ်အဲ့ဒါကြောင့်ရည်မှန်းချက်ထားရတယ်ကိုယ့်ရဲ့ရည်မှန်းချက်ကိုဘာလဲဆိုတာကိုယ်တိုင်ပြန်တွေးကြည့်ပါငါဘယ်လိုလူဖြစ်ချင်တာလဲငါဘယ်အရာကိုရောက်ချင်တာလဲငါဘာအကြောင်းကြောင့်ဒီအရာတွေကိုလိုချင်ရတာလဲဆိုတာကိုစင်လင်းသိထားဖို့လိုပါတယ်ကိုယ့်ရဲ့ရည်မှန်းချက်ကိုမမေ့ပဲအမြဲတမ်းတတိတရားနဲ့ဆိုတာကိုအမြဲတမ်းမမေ့ပဲအတိတရားနဲ့မှတ်ထားရမယ်ရည်မှန်းချက်ကိုကတိတတ်တာအမြဲတမ်းမှတ်မိနေဖို့ရည်မှန်းချက်အတွက်ကိုယ့်ရဲ့လိုအပ်ချက်တွေကိုအမြဲတမ်းတတိယနေဖို့ကိုယ့်ရဲ့ရည်မှန်းချက်ကိုအရင်ဆုံးရေးထားပါကိစ္စကြီးပဲဖြစ်ဖြစ်တေးပဲဖြစ်ဖြစ်အကြီးမဟုတ်တဲ့လမ်းကြောင်းတစ်ဆင့်ကနေပြီးတစ်ဆင့်အတီးချရည်သွားပါရည်ရွယ်ချက်အောင်မြင်ဖို့တနေ့ကိုတနိုင်ရင်အချိန်ပေးပါရည်ရွယ်ချက်ကိုစာရအောင်ဒီအချိန်တွေရပဲကိုယ့်ရဲ့ရည်ရွယ်ချက်ကိုစတာပါအချိန်မအားလို့တနိုင်ရီလောက်2နာရီလောက်နိုင်ရွက်လောက်အဲ့ဒီလောက်ပဲအချိန်ကိုမှစိတ်မဲ့ဆိုရင်တော့အဲ့ဒီအချိန်လေးတွေနဲ့ကိုယ့်ရဲ့ရည်မှန်းချက်ရည်ရွယ်ချက်ကိုဖြစ်ချင်တဲ့စံသားတွေကိုအကောင့်ထဲဖော်နိုင်မယ်တခါတလေကိုမှအချိန်မစီလို့ဘာမှမလုပ်ချင်ဘူးမလုံးမစားဖြစ်ချင်လာတဲ့အခါမှာကိုယ့်ရဲ့မူလအကြောင်းကိုပြန်ပြီးတွေးကြည့်ပါငါကဘယ်လိုလူဖြစ်ချင်နေတာလဲငါဒီရည်မှန်းချက်ကိုဘာကြောင့်ထားခဲ့ရတာလဲဆိုတဲ့အသိနဲ့ပြန်တည်ရပါရည်ရွယ်ချက်တွေထဲမှာမင်းအတွက်အဓိကတန်ဖိုးထားတဲ့အရာကဘာလဲ
ကိုပြန်စင်းစားပါရည်ရွယ်ချက်စီမှာတခြားသူနဲ့မတူတဲ့ဘဝတစ်ခုကိုတည်ဆောက်နိုင်တယ်တခြားသူတွေနဲ့နေနေရတဲ့အခါမင်းရဲ့ဘဝကိုတည်ဆောက်နေတယ်ရည်ရွယ်ချက်စီသူတယောက်ကအနာဂတ်ကိုစိတ်ကူးနဲ့မကပဲလက်တွေ့လှုပ်ဆောင်မှုကိုဖန်တီးတယ်ကိုဖန်တီးတဲ့လှုပ်ဆောင်ချက်တွေကိုအကောင့်ထဲဖော်တယ်ရည်ရွယ်ချက်တစ်ခုစီခြင်းကကိုတဆုံတယောက်ဖြစ်လာမယ်နန်းညွန့်ပြပေးတဲ့ပြတိုက်တစ်ခုပဲကိုရဲ့ခွန်အားကိုအပြေအဝပေးနိုင်တဲ့မိမောင်ထိုးပြတဲ့ပြတိုက်ဖြစ်တယ်လူတယောက်ရဲ့ဘဝမှာပင်လယ်ပြင်တစ်ခုလိုပဲငါဘယ်ကိုသွားခြင်းလားလဲဘာလို့ရမှာလဲငါသွားမဲ့လမ်းကြောင်းကဘာလမ်းကြောင်းလဲဆိုတာမသိရင်မင်းဘလောက်ပဲတန်ဆွမ်းစွမ်းအားတွေစီပင်လယ်ထဲကမြည်စမဲနေတဲ့တင်မောသစင်းလိုပဲရီမှန်းချက်တစ်ခုစီတာကမင်းဖြစ်လာမယ့်အရာအတွက်လမ်းညွှန်ပြတိုက်တစ်ခုဖြစ်တယ်ပြီးတော့စိတ်ကူအတိုင်းမဖြစ်လာတာနဲ့ဘဝကိုရက်တတ်မသွားပါနဲ့ရည်ရွယ်ချက်စီနေသူဟာမရတာကိုအခွင့်အလမ်းတစ်ခုအဖြစ်မြင်နေကိုရဲ့အထိပ္ပယ်တွေကိုပို့ပြီးဖော်ထုတ်ပြီးတယ်ခွန်အားပြင်းထဲနဲ့ဖော်ထုတ်လိုက်ပါအရာအားလုံးမိမိစိတ်ကူသွားတိုင်းမဖြစ်နိုင်ဘူးလေဒါပေမဲ့ရည်ရွယ်ချက်စီသူကမဖြစ်တာနဲ့ရက်တန့်သူမဟုတ်ဘူးသူကမအောင်မြင်တဲ့ထဲကခွန်အခွင့်အလမ်းတစ်ခုကိုစတတ်သူဘာဖြစ်လို့လဲဆိုတော့ရည်ရွယ်ချက်စီတဲ့သူတိုင်းကကိုတစ်ခုခုလှုပ်လို့မအောင်မြင်တဲ့အခါမှာကိုရဲ့အောင်မြင်မှုဟာပါလေကိုအတိရဲ့အောင်မြင်မှုအတွက်ကိုမအောင်မြင်တဲ့ကြားတွေကနေငါဘာကြောင့်မအောင်မြင်သွားလဲဆိုတဲ့အခွင့်အလမ်းတစ်ခုကိုရအောင်စတတ်တယ်ငါလှုပ်တာမအောင်မြင်ဘူးစိတ်ပြက်လိုက်တာဆိုပြီးရက်မသွားဘူးတချို့တော့အရာတွေဟာစုံနေခြင်းမဟုတ်ပါဘူးတချို့တော့အရာတွေဟာကိုကစုံနေကြရတယ်ဆိုပြီးတော့ကြဆုံခြင်းအတွက်အားဆော့သွားတယ်စိတ်ကိုဆက်မသွားတော့ဘဲနဲ့ရက်တန့်သွားတယ်အဲ့ဒီလိုမလုပ်ပါနဲ့ရည်မှန်းချက်စိတဲ့လူဟာစုံနေတဲ့အရာတွေဟာအောင်မြင်ခြင်းကိုပါကိုရဲ့ရည်ရွယ်ချက်စီနေသူရဲ့ဒီစုံနေခြင်းတွေဟာနဲ့အောင်မြင်ခြင်းအဖြစ်ရွေးချယ်ရပါတယ်ဘယ်တော့မှကိုကစုံနေမသွားပါဘူးရည်မှန်းချက်ကိုထားပါအဲ့ဒီလိုပဲကိုရဲ့အောင်မြင်မှုအတွက်ထပ်ခါဆုံးနေလေအဲ့ဒီအဆုံးကနေအောင်မြင်မှုဖြစ်အောင်ကြိုးစားရမယ်ကိုဆုံးသွားတဲ့ရက်တန့်နေလို့မရဘူးစိတ်ဆက်ပြီးတော့ငါဘာကြောင့်ကြဆုံးသွားတာလဲအဲ့ဒီကြဆုံးသွားတဲ့အရာတွေအတွက်စိတ်ဆက်ဖို့ခွန်အားဖြစ်စေတယ်အဲ့ဒီကြဆုံးသွားတဲ့အရာတွေကိုနောက်ထပ်မဖြစ်ရအောင်ကြိုးစားမယ်အောင်မြင်မှုကိုယ့်ရဲ့ရည်ရွယ်ချက်ရဲ့ပန်းတိုင်ကိုရောက်အောင်တွားရပါမယ်ဒါကတော့ဒီမှန်ချက်စီသူတယောက်ရဲ့ခွန်အားဖြစ်ပါတယ်အောင်မြင်မှုနဲ့အတွေ့အကြုံမြင်မှုစီမှုနဲ့အတွေ့အကြုံစီမှုကအရေးကြီးပါတယ်လူတိုင်းမှာအောင်မြင်မှုစိတ်တယ်လို့ဆုံးနေခြင်းနဲ့စိတ်တယ်ကိုအောင်မြင်နေတဲ့အချိန်မှာဝမ်းသာပီတိဖြစ်တယ်လို့ဆုံးနေတဲ့အချိန်မှာလည်းဝမ်းနေခြင်းတွေနဲ့ဆုံရတတ်ပါတယ်အဲ့ဒီလိုကိုတွေးလိုက်တဲ့အခါမှာအောင်မြင်မှုဆိုတဲ့လမ်းတစ်ခုရဖို့အတွက်အနာမတတ်တဲ့တောင်ထိပ်ပေါ်တက်ရတယ်လို့ချိုးတဲမှုတွေအလွဲအချော်တွေစုံနှိမ်မှုတွေပဲအောင်မြင်မှုတွေကနေအစိတ်အပိုင်းတစ်ခုဖြစ်လာစေပါတယ်အတွေ့အကြုံတွေကမင်းကိုတမဟုတ်ပဲအမြဲတမ်းတိုးတက်အောင်ပြောင်းလဲပေးနေတာပါအောင်မြင်တဲ့သူကအလွယ်တကူအောင်မြင်တဲ့သူမဟုတ်ပါဘူးသူတို့ကအကြိမ်ပေါင်းများစွာအထိကြဆုံဖူးခဲ့တယ်နောက်မှပဲမနာတော့တဲ့သူတယောက်ဖြစ်လာတယ်အချိန်ချင်းကြဆုံဖူးမှာတော့ရလာတဲ့အောင်မြင်မှုဟာဘလောက်ထိခွန်အားကြီးတယ်လဲကိုကတခါလဲကြပြီးပြန်ထားနိုင်ဖို့ကြိုးစားတယ်
ကိုလဲကြသွားတာတကယ်လို့ကြသွားတဲ့အခါမှာကိုစိတ်ဆက်ပြေးနိုင်မြင့်ပန်းတိုင်ရောက်ဖို့ဆိုတာကကိုရဲ့အတွေ့အကြုံပုံမူတည်တယ်အဲ့ဒီအတွက်ကြောင့်မို့လို့အတွေ့အကြုံမရှိတဲ့အောင်မြင်မှုကတာစိတ်မမြဲတတ်ဘူးအမှန်အောင်မြင်မှုကိုအမြဲတမ်းခဏရည်စီအောင်တင်ကြိုးစားပေးနေပါအဲ့ဒီကြဆုံးခြင်းတွေကနေအတွေ့အကြုံယူပြီးလေကားထစ်လို့တဆင့်ပြီးတဆင့်စိတ်ဆက်ပြီးတက်သွားပါကိုအောင်မြင်လာတဲ့အခါမှာကိုရဲ့အတွေ့အကြုံတွေကိုမိမိအောင်မြင်ခဲ့တဲ့အရာတွေအတွက်မှတ်တမ်းတင်ပါတည်တည်လေးပဲဖြစ်ဖြစ်အောင်မြင်မှုတိုင်းမှာစူးစမ်းခဲ့တဲ့နည်းလမ်းတွေကိုတန်ဖိုးထားပါမင်းအောင်မြင်နေတဲ့အချိန်မှာရရှိခဲ့တဲ့ခံစားချက်ကိုတတိယပါအောင်မြင်ခဲ့တဲ့အခြေအနေတွေကကိုပြန်တိုးတက်ဖို့နောက်ထပ်ချီတလန်တတ်မှတ်ပါကတော့အပြုသဘောဆောင်တဲ့ပတ်ဝန်းကျင်မိမိကိုအားပေးတဲ့မိသားစုတွေရှိတယ်တငယ်ချင်းတွေရှိတယ်ဆရာသမားတွေရှိတယ်အားပေးတဲ့ပတ်ဝန်းကျင်ရှိတယ်ကိုရဲ့ပတ်ဝန်းကျင်မှာဘလို့ပတ်ဝန်းကျင်လဲဆိုတာကိုမင်းသိချတတိထားပါမင်းကိုတကယ်အားပေးတဲ့သူတွေနဲ့ပူနေတဲ့နေရာမှာနေပါကိုစကားမဆက်မကြံဖြစ်စေတဲ့နေရာတွေကနေကိုကာကွယ်ပါမိမိလည်းတခြားသူတွေကိုအားပြည့်နိုင်တဲ့သူတယောက်ဖြစ်ဖို့ကြိုးစားပါစိတ်သက်ကောင်းတဲ့စာအုပ်တွေဗီဒီယိုတွေကိုခွန်အားဖြစ်စေတဲ့မိန့်ခွန်းတွေကိုနားထောင်ပါပြီးတော့ပတ်ဝန်းကျင်ကိုဖြည့်ဆည်းပါအပြုသဘောဆောင်တဲ့ပတ်ဝန်းကျင်ဆိုတာဟာလူတဦးရဲ့စိတ်ဓာတ်လူတဦးရဲ့အသွေးအခေါ်နဲ့အောင်မြင်မှုကိုထိခိုက်စေတဲ့အရေးအကြီးဆုံးအရာတစ်ခုလည်းဟုတ်ပါတယ်ပတ်ဝန်းကျင်ကမိမိကိုနားချခြင်းနဲ့ဆိုရင်တော့မိရဲ့ရည်မှန်းချက်ကိုမြင်မမေ့ပါနဲ့အပြုသဘောဆောင်တဲ့ပတ်ဝန်းကျင်တစ်ခုကမင်းအနားမှာစိတ်နေတဲ့အခါမှာကိုယ့်ရဲ့စိတ်ကိုတိုးတက်မှုကဖော်ထုတ်ပြရမယ်မိမိနေတဲ့ပတ်ဝန်းကျင်ကကိုယ့်ကိုဘယ်လိုသဘောထားတာလဲကိုယ့်ကိုဘယ်လိုမြင်နေတယ်အမြင်ကဘာလဲကိုယ့်ရဲ့ပတ်ဝန်းကျင်ကကိုယ်နဲ့ကိုက်ညီမှုရှိရလားဥပမာကိုကအောင်မြင်ခြင်းနေတယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်သူတို့ကကိုယ့်ကိုခွန်အားပေးမဲ့သူတွေလားကိုယ့်ရဲ့အောင်မြင်မှုအတွက်သူတို့ကအနာကနေအင်အားပေးနိုင်လားအဲ့ဒါကိုစဉ်းစားရမယ်မိမိရဲ့အနာဂတ်ကမိမိရဲ့ပတ်ဝန်းကျင်ကိုရွေးချယ်နိုင်မှုအပေါ်မှာလည်းမူတည်တယ်အပြုသဘောတွေနဲ့ပြည့်နေတဲ့လူတွေအနာမှာနေပါသူတို့ကမင်းကိုတိုးတက်လာအောင်လှုံ့ဆော်ပေးနိုင်တယ်ပတ်ဝန်းကျင်ကမင်းရဲ့စိတ်ဓာတ်ကိုအမြဲတမ်းဖန်တီးပေးနေတယ်ဒါကြောင့်မင်းလိုချင်နေတဲ့ဘဝနဲ့လိုက်ဖက်တဲ့ပတ်ဝန်းကျင်ကိုရွေးချယ်ပါပတ်ဝန်းကျင်တွေဖြစ်ဖို့မျှော်လင့်ပါတယ်လူတိုင်းဟာကိုယ့်ရဲ့ပတ်ဝန်းကျင်မှာကိုကအကောင်းအမြင်နဲ့ပဲတွေ့ကြည့်ပြီးပါတကယ်လို့သူတို့ကကိုကိုအကောင်းမမြင်ခဲ့ဘူးဆိုရင်တော့ကိုကအဲ့ဒီသူတို့ရဲ့အကောင်းမမြင်တဲ့စိတ်နဲ့ခွန်အားဖြစ်အောင်အကောင်းမြင်တဲ့စိတ်တွေးပြီးတော့သူတို့ပြောတဲ့စကားတွေကငါအတွက်ခွန်အားဖြစ်နိုင်ပါလားဆိုတဲ့အတိတ်ကလေးနဲ့ကိုဘဝကိုဆိတ်ဆက်သွားပါနောက်ထပ်နံပါတ် 4 အချက်ကိုယ်ပိုင်ယုံကြည်မှုကိုယုံကြည်နိုင်တဲ့လူတစ်ယောက်ကဘယ်တော့မှမဆုံးနှိမ့်ပါဘူးကိုယ်ပိုင်ယုံကြည်မှုကိုယုံကြည်တတ်တာတကယ်အရေးကြီးတဲ့အရာတစ်ခုပါကိုယ့်ရဲ့စွမ်းအားကိုယ့်ရဲ့အရေးချင်းကိုယ့်ရဲ့နှလုံးသားကိုယုံကြည်တဲ့အခါမှာဘယ်လိုအခက်ခဲတွေပဲဖြတ်သွားတုတ်ပြန်နိုင်တာပူလွယ်ပါတယ်ဒါကိုတိုးတက်အောင်လုပ်ခြင်းရဲ့အရာတစ်ခုပါလုံနိုင်တဲ့အောင်မြင်မှုတည်တည်လေးတွေကိုမှတ်ထားပါကိုအားပေးပါမိမိရဲ့အားသာချက်တွေကိုသိထားပြီးအလံမဝေတဲ့ရည်ရွယ်ချက်နဲ့အောင်မြင်မှုကိုသစင်းရင်တက်ပြီးရယူပါ
ပတ်ဝန်းကျင်သာမကောင်းတဲ့ဝေဖန်မှုတွေစံတတ်မှုတွေကြည့်ပြီးကိုတန်ဖိုးထားနိုင်အောင်ကြိုးစားပါကိုယုံကြည်တဲ့အချိန်မှာတခြားသူတွေလည်းကိုယုံကြည်လာမှာပါမင်းကိုမယုံကြည်ဘူးဆိုရင်တခြားလူတွေကမင်းကိုယုံကြည်နိုင်ပါမလားအဲ့ဒါကိုသိချပြန်စဉ်းစားပါယုံကြည်မှုမရှိတဲ့လူတရားပါကိုတိုင်းကကိုယုံကြည်မှုမထားဘူးဆိုရင်ဘယ်အရာတွေရတော့ဘယ်သူတွေရောကိုယုံကြည်နိုင်မလဲတကယ်တော့ဘယ်အရာပဲလုပ်ဘာတွေပဲလုပ်ကိုယုံကြည်မှုစီခြင်းကအကောင်းဆုံးပါမင်းယုံကြည်မှုတိုးတက်မဲ့အရာတွေစီပါတယ်ကိုယ်ပိုင်ယုံကြည်မှုလူတအူသွားအောင်မြင်မှုစီဖို့ကအဓိကအခန်းကဏ္ဍတစ်ခုဖြစ်တဲ့စိတ်ဓာတ်တစ်ခုဖြစ်ပါတယ်ခွန်အားပေးတဲ့စကားလုံးတွေလုံးဖြစ်တဲ့ကိုယ်ပိုင်ယုံကြည်မှုမရှိရင်ကိုကတောင်တက်ဖို့ဖဏတ်စီရတောင်မှတောင်မတက်ဖြစ်ဘူးဘာလို့လဲဆိုတော့အမြင့်မှာစိတ်နေတဲ့တောင်ကိုစူးစမ်းနေတဲ့လူတစ်ယောက်ကကိုကတောင်တက်တဲ့လူတစ်ယောက်ဖြစ်ပါစို့ကိုကတောင်တက်ဖို့ဒီတောင်ကိုငါကတတ်နိုင်ပါမလားတောင်ကမတ်ပြီးတော့မြင့်နေလိုက်တာငါမှအဲ့ဒီလိုစွမ်းအားစီးပတ်မလားကိုယုံကြည်မှုမရှိဘူးတကယ်လို့ကိုယုံကြည်မှုမရှိရင်တောင်တက်တဲ့ဖဏဝေလာပြီးတော့တောင်တက်တဲ့ဖဏပဲစီးနေုံနဲ့ကိုရဲ့ယုံကြည်မှုကဒီတောင်ကိုတက်ဖို့အင်အားမရှိဘူးယုံကြည်မှုမရှိဘူးဆိုရင်ဒီဖဏကဘာလုပ်ရမှာလဲအလေကားဖြစ်သွားမှာပေါ့အဲ့ဒါကြောင့်မို့ယုံကြည်မှုရှိဖို့လိုအပ်တယ်နံပါတ်2ကတခြားသူတွေရဲ့ယုံကြည်မှုကိုကတခြားလူတွေကကိုယုံကြည်လာအောင်ဟဲ့မင်းလုံးနိုင်ပါတယ်မင်းဘာဖြစ်လို့မလုံးနိုင်ရမှာလဲတခြားသူတွေရဲ့ယုံကြည်မှုကအချိန်ပိုင်းမှာကိုယုံကြည်တာကအမြဲတမ်းပါဒုတိယအချက်တခြားလူတွေရဲ့ယုံကြည်မှုကအချိန်ပိုင်းကိုယုံကြည်တာကအမြဲတမ်းဘာလို့လဲဆိုတော့စောကပြောရသလိုတခြားလူတွေကမင်းကိုယုံကြည်တယ်ယုံကြည်တဲ့အတွက်မင်းလုံးစမ်းပါကွာမင်းတို့ဖြစ်ကိုဖြစ်ရမယ်လူတယောက်တခြားလူတယောက်ရဲ့ကိုယ်အပေါ်မြင်တဲ့အမြင်လိယုံကြည်ချက်ကလူတယောက်ကကိုယုံကြည်ချက်ပေးတာတယ်အဲ့ယုံကြည်ချက်ကကိုပေါ်မှာမယုံကြည်ဘူးဆိုရင်ဒီယုံကြည်ချက်ကခဏလေးနဲ့ပျောက်ကွယ်သွားမယ်အဲ့ဒီအတွက်တခြားလူတွေကကိုအမြဲတမ်းယုံကြည်ချက်ပေးနိုင်မှာမပေးနိုင်ဘူးဘာလို့လဲဆိုတော့သူတို့ပေးလိုက်တဲ့ယုံကြည်ချက်ကအဲ့ဒီအတွက်ကိုရဲ့ယုံကြည်ချက်ကိုကအမြဲတမ်းထားရမယ်ကိုရဲ့ယုံကြည်ချက်ကိုတခြားလူတွေပေးတဲ့ယုံကြည်ချက်ထက်ကိုယုံကြည်မှုကိုပို့ပြီးတိုးတက်အောင်လုပ်ရမယ်မိမိကိုယ်တိုင်ယုံကြည်မှသာမင်းအမိနေနဲ့ဖြစ်လာနိုင်တဲ့အရာတွေကိုတခြားလူတွေစီကယုံကြည်လာနိုင်တယ်ကိုယုံကြည်မှုကမသိတဲ့အရာတွေကိုကြောက်မိပေမဲ့လုပ်ကြည့်ဖို့ဆုံးဖြတ်နိုင်စွမ်းပဲယုံကြည်မှုမရှိရင်တခြားခြေတလန်းကိုတောင်လှမ်းလိုက်ရဲမယ်မထင်ဘူးဒါကြောင့်မို့လို့မင်းရဲ့ပထမဆုံးအားကကိုယုံကြည်တဲ့စိတ်ဖြစ်ရမယ်အောင်မြင်မှုရဲ့နောက်မှာသိခံမှုရှိတယ်လို့ယုံကြည်မှုလည်းလိုတယ်ကိုယုံကြည်မထားပဲတခြားသူတွေခံမှာယုံကြည်မှုကိုမျှော်လင့်လို့မရဘူးမင်းရဲ့အကြောင်းကိုတခြားလူတွေကသိတာထက်မင်းကိုယ်တိုင်ပဲပိုသိတယ်ကိုရဲ့အကြောင်းကတကယ်လို့အကယ်၍ကိုရဲ့အကြောင်းကကိုရဲ့အပြင်ရက်တည်မှုရဲ့အပြင်ပုံသဏ္ဍာန်ကိုအကြောင်းတွေကြည့်တဲ့အခါတခြားလူတွေကဒီကောင်လေးကစိတ်နေစိတ်ထားကောင်းလိုက်တာတော်လိုက်တာဆိုတဲ့တခြားလူတွေရဲ့အမြင်ဒါပေမဲ့ကိုရဲ့စိတ်နေစိတ်ထားကတခြားလူတွေလိုမျိုးကောင်းနေလားတခြားလူတွေမျိုးတော်နေလားတခြားလူတွေတွေးတယ်လို့မျိုးအရေးအချင်းစီးနေလားဆိုတာမိမိကိုမိမိအသိဆုံးဖြစ်တယ်အဲ့ဒီအတွက်မိမိကိုမိမိအသိဆုံးဖြစ်တဲ့အရာအောင်မြင်မှုကိုကယုံကြည်မှုထားပြီးကြိုးစားရမယ်
င်းစိတ်ထဲမှာတန်ဖိုးရှိတဲ့ဆိုတဲ့ယုံကြည်မှသာရင်မင်းတို့အင်အားတွေဖြစ်ပေါ်လာနိုင်တယ်ကိုယ်ပိုင်ယုံကြည်မှုကကိုအမြဲတမ်းယုံကြည်ချက်အပြည့်တကယ်လို့ကိုကယုံကြည်ချက်မရှိဘူးကိုဒီအရာကိုလုပ်ဖို့ဖြစ်နိုင်ပါမလားငါလုပ်နိုင်ပါမလားငါကဘာမှမရှိတဲ့လူငါကဘာမှမဖြစ်တဲ့လူအဲ့ဒီအတွက်သူများတွေလိုမျိုးစူးစမ်းနိုင်ပါမလားဆိုတဲ့အသွေးတွေကိုကိုယ်ခေါင်းထဲကနေဖယ်ထုတ်လိုက်ပါကိုယုံကြည်ချက်တစ်ခုကိုထားပါငါကဘာပဲဖြစ်ဖြစ်ငါအတွက်အဆုံးဆိုတာမရှိဘူးငါဆေးဆက်ရမယ်ငါရဲ့အောင်မြင်မှုအတွက်ငါရဲ့ရည်မှန်းချက်အတွက်ငါယုံကြည်မှုတစ်ခုပဲရှိတယ်အဲ့ဒါကတော့ငါလုပ်လိုက်တဲ့အရာကကြဆုံးသည်ဖြစ်စေအောင်နိုင်သည်ဖြစ်စေအဲ့ဒီအတွက်ငါဘယ်အရာကိုမှမကြောက်ဘူးမကြောက်မရွံ့စိတ်ဆက်မယ်ဆိုတဲ့ကိုယုံကြည်ချက်ကိုအမြဲတမ်းမွေးထားဖို့လိုအပ်ပါတယ်နံပါတ်5အချက်ကတော့အကြောင်းပြချက်အတွင်းထဲကအကြောင်းပြချက်အင်အားပါအကြောင်းအရာကကိုယ့်ရဲ့အိမ်မှာကိုယ့်ရဲ့တန်ဖိုးထားတဲ့အရာအရေးကြီးတဲ့လူတွေအတွက်အကောင်းဆုံးဖြစ်ခြင်းနဲ့မိမိရဲ့စိတ်သက်ခွန်အားပဲသူကအရေးကြီးဆုံးခွန်အားတစ်ခုဖြစ်ပါတယ်မင်းဘယ်အတွက်လုံးနေတာလဲဘသူအတွက်အောင်မြင်ခြင်းတာလဲဘာအတွက်ရက်တန်လိုက်လို့မရတာလဲဆိုတဲ့မေးခွန်းတွေကိုဖြေရှင်းတဲ့အခါမှာအတွင်းထဲကမိမိရဲ့စိတ်ကလိုအပ်ပါတယ်အတွင်းထဲကစိတ်ကမတက်မတာဖြစ်နိုင်သလားဆိုတော့ဖြစ်နိုင်ပါတယ်ကိုယ့်ရဲ့အတွင်းထဲကစိတ်ကိုစဖွေဖို့ကိုဘယ်အရာကိုတန်ဖိုးထားတယ်လဲကိုယ့်ရဲ့အကြောင်းပြချက်တွေကငါကဘယ်အရာကိုတန်ဖိုးထားနိုင်တယ်လဲမိသားစုအနာဂတ်ကိုယ်အိမ်မက်အဲ့ဒီအရာတွေကိုစင်စင်လင်းလင်းသိထားပါကိုရဲ့အကြောင်းပြချက်ကငါမိသားစုအတွက်ငါမိသားစုမျက်နှာမငယ်အောင်ငါမိသားစုပြုံးပျော်နိုင်အောင်အဲ့ဒီအတွက်ဒီအောင်မြင်မှုကိုလုပ်ချင်တာလားကိုယ့်အတွက်ခွန်အားကဖြစ်စေတယ်ကိုယ့်ရဲ့အနာဂတ်ကိုယ့်ရဲ့အိမ်မက်အတွက်လည်းခွန်အားဖြစ်စေတယ်မင်းလုံနိုင်တာကဘာအတွက်လဲဆိုတဲ့မိကွန်းကိုအချိန်ပေါင်းများစွာမေးပေးပါမင်းလုံနေတာကဘာအတွက်လဲတခုခုကိုမှတခုခုမလုပ်ခြင်းစိတ်ပြတ်နေတဲ့အခါမှာကိုယ့်ရဲ့အကြောင်းပြချက်ကိုယ့်ရဲ့အတွင်းထဲကအကြောင်းပြချက်သူများတွေကိုအကြောင်းပြခိုင်းတာမဟုတ်ဘူးတခုခုကိုကအလုံးလုံးနေတဲ့အခါမှာဒီအလုံးကကြာနေတယ်ဒီအလုံးကငေးကွေးနေတယ်ရောက်ချင်တဲ့နေရာမရောက်တဲ့အခါမှာလူတိုင်းကအကြောင်းပြချက်ရှိတယ်အဲ့ဒီလူတယောက်ရဲ့အကြောင်းပြချက်ကအချိန်ကြာမြင့်နေတဲ့အတွက်ကြောင့်မပြီးနိုင်တဲ့အတွက်ကြောင့်အကြောင်းပြချက်အဲ့ဒီအကြောင်းပြချက်အပြင်ပန်းအကြောင်းပြချက်ဘာဖြစ်လို့လဲဆိုတော့ကိုအခုအလုပ်တစ်ခုကိုလုပ်နေတယ်9မိနစ်နဲ့ပြီးမဲ့အလုပ်အဲ့9မိနစ်နဲ့ပြီးမဲ့အလုပ်ကိုက10မိနစ်15မိနစ်နိုင်ရွက်အဲ့လောက်ထိအချိန်တွေဖြုံးခဲ့မယ်ဆိုလို့ရှိရင်ဒါကအပြင်ပိုင်းအကြောင်းပြချက်နေမှာဖြစ်လို့ဒီအလုပ်ကိုမပြီးသေးရလဲဒီအလုပ်ကခဏလေးပါနေလောက်တာဘာကြောင့်ကြာရတာလဲကိုကအဲ့ဒီလိုမေးတာတဲ့အခါမှာအကြောင်းပြချက်တစ်ခုကိုသူတို့ပြန်ပေးတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဟာကဘာဖြစ်လို့ဟိုဟာကဘာဖြစ်လို့ဟိုအရာတွေလှုပ်လိုက်လို့ဒီအရာတွေလှုပ်လိုက်လို့ဒီအရာကမပြီးဘူးဆိုတဲ့အကြောင်းပြချက်အဲ့ဒီအကြောင်းပြချက်ကခိုင်လုံမှုမရှိတဲ့လူတစ်ယောက်ရဲ့အကြောင်းပြချက်ဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မို့လို့ကိုယုံကြည်မှုစီဖို့ခိုင်မာတဲ့အကြောင်းပြချက်ကိုယ့်ရဲ့အင်အားတွေကကိုယ့်ရဲ့အတွင်းထဲကအကြောင်းပြချက်ကိုယ့်ရဲ့အတွင်းထဲကအကြောင်းပြချက်ကမင်း
လုံနေတာကဘာအတွက်လုံနေတာလဲအမြဲတမ်းအကြိမ်ပေါင်းများစွာကိုပြန်မေးပါမတည်မြဲတဲ့အပြင်အစင်တွေအပေါ်မမှုတည်ပဲမပြောင်းလဲတဲ့ဏိဒံတစ်ခုကိုယုံကြည်ပါတနေ့စီကိုအသိအပဲတစ်ခုခံစားဖို့နောက်တစ်ခါအောင်မြင်ရတဲ့အကြောင်းပြချက်တွေကိုသတိပြုပါအကြောင်းပြချက်အတွေ့နဲ့အင်အားဆိုတာကမိမိကိုယ်ကိုနှိုးဆော်နိုင်တဲ့အကြောင်းအရာတစ်ခုမိမိကိုစိတ်ဆက်အောင်တွန်းအားပေးတဲ့စွမ်းအားဒီအကြောင်းအရာတွေပေါ်အမြင်စီအောင်တခါတလေအပြင်ကအင်အားဆုတ်သွားတတ်တာတော့မှတယောက်ယောက်ကမင်းကိုအားပေးမှမဟုတ်တဲ့အချိန်တွေရှိတတ်တယ်ဒါပေမဲ့ဘယ်သူမှကိုယ့်ကိုအာရုံနေတဲ့ချိန်စိတ်ပြက်နေတဲ့ချိန်ကိုယ့်ကိုဘယ်သူမှအာမပေးရင်တော့မှကိုယ့်ရဲ့အတွင်းထဲကစိတ်ခွန်အားနဲ့အားဖြစ်ဖို့အကြောင်းကဖန်လာတယ်အဲ့ဒါကတော့ကိုယ့်ရဲ့အတွင်းထဲကအကြောင်းပြချက်တစ်ခုပဲမင်းဘာကြောင့်စားခဲ့တာလဲဆိုတဲ့အဖြေကအဲ့ဒီအကြောင်းပြချက်ကနေမင်းရဲ့ရက်မနေနိုင်အောင်လုပ်တတ်တယ်အတွင်းထဲကအင်အားကမထင်မှတ်ထားတာမျိုးဖြစ်တတ်တယ်စိတ်သက်ကြတဲ့အချိန်တိုင်းမင်းကိုမြင်အမြဲတမ်းပြန်မိမသွားအောင်အကြောင်းပြချက်တစ်ခုခုစီဖို့လိုတယ်ကိုယ့်ရဲ့အကြောင်းပြချက်ကကိုလိုအပ်နေတဲ့ကိုယ့်ရဲ့ဘဝအတွက်အနာဂတ်အိမ်မက်ကိုယ့်ရဲ့မိသားစုကိုယ့်ဘဝပျော်ရွှင်မှုအသည့်တွေအရာတွေအတွက်ကိုယ့်ရဲ့အကြောင်းပြချက်တွေကိုအကောင့်ထဲပေါ်နိုင်အောင်ကြိုးစားပါဒါမှသာလူတရားအတွက်ဘဝခရီးမှာစောက်လန့်နေတဲ့အခါမှာခွန်အားတွေအမြဲတမ်းရစေတယ်ကိုစောင့်နေတဲ့လမ်းကဘယ်အရာပဲဖြစ်ဖြစ်ဘလို့အသားစီးပဲဖြစ်ဖြစ်ကြိုးစားအားထုတ်နိုင်မယ်စွမ်းအားတစ်ခုပါအကယ်၍သက်ရမယ်ဆုံးဖြတ်ချက်တစ်ခုအမြဲတမ်းတည်ထားပါကိုယ့်ရဲ့စိတ်ဆက်ရမယ်အကြောင်းအရာတွေဒီအကြောင်းအရာတစ်ခုပြီးသွားရင်နောက်ထပ်ကိုပါကိုဆက်လုံးပါလေအဲ့ဒီကိုစိတ်ဆက်ဖို့ကိုယ့်ရဲ့အကြောင်းအရာတွေကိုအမှတ်ထားရမယ်နံပါတ်3ကတော့မနက်မိုးလင်းအလင်းရောက်လာတဲ့အချိန်မှာမျက်လုံးနှလုံးဖွင့်နေဆိုတာနဲ့ငါဒီနေ့ဘာလုပ်ရမလဲငါဒီနေ့ဘယ်လိုအစီအစဉ်တွေလုပ်နေလဲဆိုတဲ့အသွေးတွေအဲ့ဒီအရာတွေကိုမိုးလင်းတာနဲ့စတင်ပါမနက်ခင်းတိုင်းကောင်းသောနေ့လေးတစ်ခုဖြစ်ဖို့စင်တန်ကြပါကိုဖြတ်တန်းနေတဲ့လမ်းတစ်ဆောက်မှာတင်ပါတယ်တကယ်တမ်းပန်းတိုင်နဲ့နီးရတဲ့အခါမှာကိုရဲ့ပျော်ရွှင်စရာကာလတွေကိုဖြတ်တန်းနိုင်မှာပါအဲ့ဒီအတွက်ကိုစောင်းနေတဲ့ဘဝလမ်းအတိုင်းကြိုးစားတတ်ဖို့အခုပြောပြခဲ့တယ်လူတယောက်အတွက်စိတ်ခွန်အားဖြစ်စေမယ့်အချက်၅ချက်ကိုထားပေးပါအဲ့ဒါကြောင့်မို့လို့ဒီဗီဒီယိုလေးကိုနားထောင်နေတဲ့သူတွေအားလုံးစိတ်ခွန်အားရစေမယ်တကယ်လို့ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like လေးလုပ်သွားပေးပါနော်တကယ်လို့နောက်ထပ်ကိုသိကျင်တဲ့အရာတွေခွန်အားဖြစ်စေမယ့်အကြောင်းအရာတွေကိုရဲ့စိတ်တန်ရာတွေအတွက်ဘာတွေလိုအပ်နေလဲဆိုတာကိုသိကျင်နေတကယ်လို့ဒီဗီဒီယိုလေးကနောက်ဆက်တွဲပြောပြရမယ့်အကြောင်းအရာတွေရှိသေးတယ်ဆိုရင် comment တွေမှာရေးခဲ့ပေးကြပါနော်ပြီးရင်နောက်ထပ်ဗီဒီယိုတွေကိုလည်းဆက်တင်ပေးသွားမယ်ခွန်အားဖြစ်စေမယ့်အကြောင်းအရာမိမိရဲ့ပတ်ဝန်းကျင်လဲပတ်နေတဲ့ပတ်ဝန်းကျင်ရဲ့အတွေ့အကြုံတွေကိုပြီးတော့စာအုပ်စာပေတွေကိုမျှဝေပေးသွားမှာဖြစ်တဲ့အတွက်ဒီ channel လေးကို subscribe တွေလုပ်လာပေးဖို့တောင်းဆိုပါရစေနောက်ထပ်ဗီဒီယိုတွေမှာဆက်တွေ့ကြမယ်နော်အားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ကိုဆောက်တဲ့ဘဝလမ်းမှာလဲကိုဆောက်မဲ့ဘဝလမ်းမှာစိတ်ခွန်အားတွေအများကြီးရသွားမယ်လို့မျှော်လင့်ပါတယ်တချို့သောအရာတွေကမစိမလင်းဖြစ်ခဲ့မယ်ဆိုလို့စီရင်ပြောတဲ့စကားတွေကမစင်းလင်းတဲ့အရာတွေပါသွားခဲ့မယ်ဆိုလို့စဉ်ဒီနေရာဟိုင်းရင်တောင်းပန်ပါတယ်
နောက်ထပ်ဒီထက်ကောင်းတဲ့အကြောင်းအရာလေးတွေကိုပြောပြပေးသွားမှာမို့လို့နောက်ထပ်ဗီဒီယိုမှာအားလုံးနဲ့ပြန်ဆုံကြပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်